ကြည့်နော်ဒီမန်းလေးအားလုံးဖက်သွားကြပါနော်နိုင်ငံတော်လူကြီးမင်းတွေလည်းအကုန်သိအောင်လို့နော်မကွေးတိုင်းကောဟိုနမခတိုင်းမှုအကုန်သိအောင်လို့ပါလို့အထက်ကများများရှက်ပေးပါအထက်ကလူကြီးလည်းသိအောင်လို့များများရှက်ပေးပါနော်ဟုတ်ပါတယ်အရှိကန်ကောကတော့အရှိကန်ကောမြို့ကကြောင်းတော့ကျောင်းဖွင့်နေပြီးအနောက်ကန်ကောကြောင်းတော့ကျောင်းဖွင့်လို့မရပါဘူးဟုတ်ပါတယ်သူတို့တွေစိုးမိုးထားတာပါအနောက်ကန်ကောရှုံးစီလည်းအဲ့လိုပါပဲနောက်ကန်ကောရှုံးစီနောက်ပိုင်းတွေဆိုလည်းအကုန်လုံးက PDF တွေပါပဲတနိုင်ငံလုံးကရှိတဲ့ PDF တွေကအဲ့ခံကောဇဟောပေါ့နော်အဲ့မှာအကုန်လုံးခိုလုံနေတာပါလို့အထက်ကလူကြီးတွေလည်းသိအောင်လို့ပါနော်ဒီမန်းလေးပို့ထားတာလည်းအမှန်ပါပဲသူတင်ထားတာလည်းအမှန်ပါပဲနော်တကယ်ခံကောမြို့မှာနော်နိုင်ငံတကာမြန်မာနိုင်ငံတကာရဲ့ PDF တွေအကုန်လုံးစုနေတာပါလို့ခံကောဇဟောအနောက်လုံဟောအနောက်တွေမှာပေါ့နော်တကယ်အမှန်ပါဒန့်တင်နေရစားလို့ပေါ့အကုန်လုံးပဲအဲ့မှာအကုန်လုံးတင်တန်ချောင်းအဆုံးမှာစားလို့အကုန်လုံးရှုံးချီနေတင်တန်ချောင်းကြားမှာတွေရော PDF တွေရှိပါတယ်နော်တကယ်စိုးမိုးနေတာပါနော်တကယ်ရှိလို့တကယ်ပြောတာပါအဲ့ဖက်က PDF တွေအကုန်လုံးအဲ့ဖက်မှာအကုန်လုံးအုပ်ဆိုးနေတာပါလို့နော်အဲ့ဒါအမှန်တရားကိုချပြထားတာပါလို့အထက်ကလူကြီးတွေသိအောင်လည်းများများရှင်းပေးပါနော်ဟိုကန်ကောမြို့နယ်နော်ကန်ကောမြို့အနောက်ကန်ကောပါနော်အနောက်ကန်ကောကအเจ้าမဖွင့်နေဘူးဆိုတာလည်း PDF တွေစိုးမိုးနေလို့မဖွင့်နေတာပါနော်အဲ့အနောက်ကန်ကောတော်တော်လေးရှင်းအောင်ပါပါလို့အနောက်ကန်ကောနော်အဲ့ဒါအထက်ကလူကြီးမင်းတွေသိအောင်များများရှင်းပေးပါလို့နော်အနောက်ကန်ကောအဲ့ရနေတော့ရှော့ပေါ့နော်မြန်မာနိုင်ငံရှိတဲ့ PDF တွေမလုံးနဲ့မြန်မာနိုင်ငံရှိတဲ့ PDF တွေအကုန်လုံးကအဲ့မှာအကုန်လုံးစုနေတာပါလို့အခုလောလောဆယ်ပါနော်အခုလောလောဆယ်နော်အခုလောလောဆယ်ပါ6လပိုင်း9ရက်6လပိုင်း9ရက်2026နော်ဒီနေ့ပြောတာပါနော်အခုလက်ရှိနေတာပြောတာနော်အမှန်တရားပါအရှိကန်ကောတော့ចောင်းဖွင့်နေတဲ့ကွမ်းမြို့ပေါ်မှာခလာ90နဲ့နီးတယ်အနောက်ကန်ကောကြာရင်တော့ခလာ90နဲ့နည်းနည်းလေးဝေးတာပေါ့အလက်မြို့ကျော်တယ်ဆိုတော့အဲ့မှာဖွင့်လို့မရပါဘူးခုဇဟောရတယ်လေမြို့ပေါ်ចောင်းတက်ဖို့လုံးဝတက်ခွင့်မပေးပါဘူးလို့ PDF တွေလို့အဲ့ဇဟောရွာ PDF ခေါင်းဆောင်တွေအကုန်လုံးဖြိုခွင်းပေးပါလို့အထက်ကလူကြီးတွေသိအောင်လို့ပါနော်ကျွန်မတောင်းဆိုတာပါဒီမန်းပိုင်ရှင်ကလည်းပြောထားတာလည်းအမှန်ပါပဲတကယ်ပါကြားပါပြီအဲ့ဒါအခုလက်ရှိမှာကြာလဲဇဟောရွာတွေကိုပေါ့နော်ចောင်းသားတွေចောင်းမတက်ခိုင်းတာအမှန်ပါပဲပိတ်ထားတယ်နော်ចောင်းသားမိဘတွေတော့မထားရဘူးကံကောမြို့ပေါ်မှာအရင်မနှစ်ကထားရတယ်ဒီနှစ်မထားဘူးပိတ်ထားလို့အကုန်လုံးပိတ်ထားပါတယ်လို့ပညာရေးကအရေးကြီးပါတယ်လို့နော်မြန်မာနိုင်ငံမှာပညာရေးနောက်ကျရင်စီးပွားရေးနောက်ကျတာနဲ့အတူတူပါပဲကျန်းမာရေးဌာနတွေနောက်ကျတာနဲ့အတူတူပါပဲနော်ဟိုနိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်ဖို့ဟိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ဖို့ကចောင်းသားအဓိကပါပဲလို့ကျွန်မပြောချင်ပါတယ်များများရှင်းပေးကြပါရှင်အဲ့ဒါမှန်ပါနော်ဒီမန်းလေးကအမှန်ပါပဲ